အိမ်ဝင်းအားနေတဲ့ Spa အသင်းကိုဝေးကွင်းအားမတာတဲ့ United တို့ဘလို့အနိုင်ယူမလဲအားလုံးပဲမင်္ဂလာပါဗျာဇွဲ online ပရင်စာပေကနေပြန်လည်ကြိုလိုက်ပါတယ်ဒီတစ်ပတ် Premier League ပွဲစဉ်7ကိုမြန်မာစံတော်ချိန်ည9:00နာရီမှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်အစောဆုံးပွဲစဉ်ဖြင့် United အသင်းနဲ့ Spa အသင်းတို့ Spa အသင်းအိမ်ကွင်းမှာတွဲဆုံရှင်ပြိုင်ရမှာပါအိမ်ကွင်းအားနေပါတယ်ဆိုရင် Spa အသင်းက United အသင်းဆိုရင်အနိုင်ကျင့်ပို့ချနေတဲ့အသင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကထိတိုက်တွဲဆုံမှု၄ချိန်ရှိခဲ့ပါတယ်၄ချိန်စလုံး Spa အသင်းကနိုင်ယူခဲ့ပြီး Manchester United အသင်းကတစ်ချိန်မှအနိုင်ယူနိုင်ခဲ့ခြင်းမရှိပါဘူးဒါကြောင့်ဒီရာသီတွဲဆုံမှုမှာအနေငယ်စိတ်ဝင်စားစရာလေးတွေရှိနေပါတယ် United ရော Spa အသင်းမှာ10ပွဲကစား9ပွဲနိုင်2ပွဲတည်3ပွဲစီရှုံးထားတာပဲဖြစ်ပါတယ်အိမ်ကွင်းမှာရလက်ကောင်းမရသည့်တိုင် United အသင်းနဲ့တွေ့တဲ့ပွဲစဉ်တိုင်းဒုက္ခပေးတတာက Spa အသင်းပဲဖြစ်ပြီး United အသင်းအနေနဲ့အဝေးကွင်းမှာထင်သလောက်အလုံးမဖြစ်နေတဲ့အခြေအနေဖြစ်ပါတယ်နောက်ဆုံးကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာကြည့်ရင် United အသင်းက Nottingham Forest ကိုတင်းကြောင်းကစားထားပြီး Spa အသင်းကတော့ Champions League ပွဲစဉ်ဖြင့် Copenhagen အသင်းကိုတယောက်ရောက်အနေထားနဲ့၄ဂိုးပြတ်အနိုင်ယူထားတာပဲဖြစ်ပါတယ်နှစ်သင်းလုံးအနေထားကိုကြည့်မယ်ဆိုရင်သူမသားကိုမသားအခြေအနေပဲဖြစ်တာကြောင့်ဒီတစ်ပတ် Premier League ရဲ့အစောဆုံးပွဲစဉ်ကတော့ကြည်ကောင်းအောင်မှာဖြစ်ပါတယ်ကစားမတွေနေမဟုတ်ဘဲနီးပြတွေဖြစ်ကြတဲ့ Thomas Frank နဲ့ Ruben Amorim ရဲ့အားပြိုင်မှုကိုလည်းမြင်တွေ့ရမှာပါနောက်ပိုင်းနှစ်ချိန်မှသာပုံမှန်ခြေစွမ်းအောင်ရလာတဲ့ United အသင်းကို Spa အသင်းကအနိုင်လာနိုင်ခဲ့တာဖြစ်ပြီးဒေတာအချက်လက်တချို့အရ United အသင်းက Spa အသင်းကို15ပွဲအနိုင်ကစားထားပြီး Spa အသင်းက United အသင်းကို12ပွဲအနိုင်ယူထားတာ9ပွဲတည်ကြတာဖြစ်ပါတယ်ယခုနေ့မှာပေးစရာအဆင့်ရည်တည်မှုကိုကြည့်မယ်ဆိုရင်ရမယ့်တူပေမဲ့ United အသင်းကပေးကို16ကိုရှိခဲ့ပြီး Spa အသင်းကပေးကို8ကိုပဲရှိတာကြောင့် United အသင်းရဲ့အပေါ်အဆင့်6မှာရောက်နေတာဖြစ်ပါတယ်ဒါကြောင့်ပေးကိုမပေးရပဲအိမ်ကွင်းမှာဆိုရင်ခြေစွမ်းမပြနိုင်တဲ့ Spa အသင်းကိုဝေးကွင်းမှာဆိုရင်ဘာမှမလုပ်တက်မကိုင်တဲ့ဖြစ်နေတဲ့ United အသင်းကဘယ်လိုမျိုးနိုင်ရအောင်ကစားသွားမလဲဆိုတာမနက်ဖြန်ည9:00နာရီမှာကြည့်ရှုသွားရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်